စောနန်းမွန်ဟာဒေါသထွက်နေပေမဲ့တရားမင်းကိုမလွန်ဆန်ကျင်တာရောတရဝါဒီရဲ့ကောင်းကျိုးအတွက်ကောငှဲ့ပြီးသဘောတူလိုက်ပါတယ်။ဒါနဲ့ပဲတရားမင်းကစောနန်းမွန်ကိုစေပညာသင်ပေးလိုက်ပါတော့တယ်။တရားမင်းပြန်ကန်ဒီမှာဒီတငယ်မစီမှာဝမ်းတွင်းဆောင်အတက်ရှိနေတာနောက်မှအနေရရှိလာနိုင်တယ်ဆိုပြီးတော့ဒီဆုံးအတက်ကိုထုတ်ပေးဖို့မြစ်တာရက်ခံပြန်တဲ့စောနန်းမွန်ကလည်းပေးပါမယ်ဆိုပြီးသူ့ရဲ့ပညာတွေကိုအံဖို့လုပ်ပါတယ်ဒီအတိုင်းပေးရမှာနှမျောလို့မွေးတကောင်ကိုဖမ်းပြီးသူမပါဇက်နဲ့မွေးရဲ့ပါဇက်ပူပြီးသူ့ပိုက်ထဲကဘူးလို့ခေါ်တဲ့ဆုံးပညာကိုအံပါတော့တယ်ဒီလိုနဲ့စောနန်းမွန်စီကပညာတွေဟာမွေထဲရောက်သွားတဲ့တရားမင်းသိတော့ဒီမွေကိုဒီအတိုင်းထားလို့မရဘူးလို့ဆိုကတန်လျက်နဲ့ပိုင်းလိုက်တော့မွေဟာ၃ပိုင်းပြတ်သွားပါတယ်မွေ၃ပိုင်းကိုစောနန်းမွန်ကကောက်ပြီးကောင်းကင်ကိုမြှောက်ပစ်လိုက်ရာခေါင်းပိုင်းကမုံရွာအရှိဘက်နေဖြစ်တဲ့ရင်းမာပင်ဘက်ကိုကြာလို့ထိုနေမှာရေမွေမျက်လျှောကအစဘာမွေကိုက်ကိုက်အစိတ်ပြင်းပါတယ်ဝမ်းပိုက်ပိုင်းကတော့ရောနေစောနေဘက်ကိုကြာသွားလို့ရောတို့စောတို့ကနေခံတွေဟာမသိမဲနဲ့အလိုလိုဝမ်းတွင်းဆုံးပညာတက်ကြတယ်လို့ဆိုပါတယ်အမိပိုင်းကတော့မုံရွာအနောက်ဘက်ကြောက်ကနေဘက်ကိုကြာလို့အဲ့ဒီနေဘက်မှာအစိတ်ရှိတဲ့မွေအလွန်နေတယ်လို့ပြောကြပါတယ်ရေထဲကျသေးတဲ့ထင်ရတဲ့အကိုကြီးတောင်ဦးမြို့စားကိုကဝေတာရဘိုးဘိုးကြီးကကဲတင်ပေးခဲ့ပြီးလုံခြုံစေရန်စောနန်းမွန်စီပို့ပေးချိန်မှာစောနန်းမွန်ကသူမရဲ့ပညာကိုတရားမင်းထံလှူလိုက်ရကြောင်းငိုယိုရင်ဖွင့်ပါတော့တယ်။ဒါကြောင့်နဂသိမ့်မိဖုရားရဲ့အကောက်ကြမ်းမှုနဲ့မင်းတန်သိမ့်နေတဲ့စောနန်းမွန်ကိုအသက်ဘေးမှာကင်းဝေးစေဖို့ကဝေတာရဘိုးဘိုးကြီးကစောနန်းမွန်ရဲ့အသက်ကိုဘူးသီး6တဲ့ထည့်ထားလေတဲ့။ဒါကြောင့်ယခုထိသက်ဆိုင်သူတွေဟာတပေါင်းလာမှာဘူးသီးမစားကြဘူးသီးကိုခွဲလိုက်လျင်စောနန်းမွန်ရဲ့အသက်ကိုဖော်ထုတ်တယ်လို့ဖြစ်မှာဆိုတော့ကြောင့်ရှောင်ကျဉ်ကြတယ်လို့လည်းဗဇက်ရာဇဝင်တွေရှိကြပါတယ်။ကဝေတာရဘိုးဘိုးကြီးဟာစောနန်းမွန်ကိုပညာပြန်ရစေဖို့သူ့ရဲ့ကဝေမေတော်ကြီးကာမဒေဝိရှိရာအာတန်ပြည်ကိုခေါ်သွားပါတော့တယ်။စောနန်းမွန်ဟာကဝေပညာအတိပြီးတဲ့ကဝေမေတော်ကြီးရဲ့တွေကိုမျိုးချပြီးပညာတွေပြန်ရခဲ့တဲ့ကဝေမေတော်ကြီးကလူစင်စစ်ကနေနတ်ဘဝပြောင်းပေးလိုက်ကသူတော်ကောင်းတွေကိုစောင့်ရှောက်ဖို့တာဝန်ပေးခဲ့လို့စောနန်းမွန်ဟာလူတစ်ပိုင်းနဲ့တစ်ပိုင်းဘဝရောက်ခဲ့ပါတော့တယ်။